တင်းနဲ့ပေါင်းဘလောက်ငါနဲ့ကျွန်တော်နဲ့ချစ်နှစ်နဲ့သုံးနဲ့ပေါင်းရင်ရောဘလောက်လဲငါနဲ့ကျွန်တော်နဲ့ညာဝါဒီကနောက်ဆုံးမေးမယ်နှစ်နဲ့ခုနဲ့ပေါင်းဘလောက်ငါနဲ့ကျွန်တော်နဲ့ဘာမှုတော့အယောဒီမှာလူဆိုတာစီကံရှိရတယ်ကို့တာဝန်ကိုကျင့်ရတယ်အေးနင်းပြောပြီးငါပြောမယ်ငါဆိုတဲ့ယောက်ျားမျိုးကလည်းလေဘယ်သူအမိန်ပေးတော်မှနာခံခဲ့တဲ့ယောက်ျားမျိုးမဟုတ်ဘူးနိဗ္ဗာန်နေ shopping ကြိုက်တော့ခွက်ပြန်လာရင်နင်းပေးရမယ်နှိပ်ပေးရမယ်ခမင်းဘွားပြင်ပေးရမယ်ဆိုငါသိတယ်သိရင်လည်းပြီးရပဲအယောဒီမှာဒီဆရာလို့ခေါ်ရမေးလားထားရဲ့ဒါဖြင့်ဘလူကွာမလဲဩကိုလားမောင်လားကိုလားမောင်လားဒါဖြင့်အားလုံးစုပြီးကိုမောင်ဆရာလို့ခေါ်မလာရဲ့ဆရာဟင်းဆရာနာဘူးကြီးလို့ခေါ်ဆရာကလည်းထားကိုတကယ်လည်းမလုပ်ရဲပဲနဲ့ခဏလေးမကြော်နဲ့တချင်းတစ်ပုတ်ဆိုပြမယ်ချစ်တတ်သွားလို့ချစ်မဲ့ချိန်မှာဘယ်ဒီအကုန်ချောက်သွားအချစ်ဟာလိုက်လို့ပြေးတာလားအိုးပြေးလို့လိုက်တာလားတကယ်ပြောတာဖြစ်တော့ဘယ်ဒီအကုန်ချောက်ကုန်အယောဒီမှာကဲဒီနေ့ကမင်္ဂလာဦးညာဆိုတော့ကိုမေကွန်လေးတစ်ခုမေးမယ်နော်မေးလေအိမ်မမှာအရင်ကရီးစားတွေပါရှိခဲ့လားပြန်လဲမပြောတော့ပါလားငြိမ်လှ ਈ လားဘာဟွန်းတော့ဘယ်နှယောက်လဲဆိုတာရည်ပြရစီအောင်အယောဒီမှာမတာမတွေရုပ်ကြီးတော့အောင်လောက်အောင်ဆန်းရုံနဲ့သူတို့ဘဲကိုခေါ်တော့ကိုတဲ့မကြည့်နဲ့ဖျောင်းပြောနေတာကိုမချစ်နိုင်ဘူးဆိုလို့ရှိရင်အစတွေကမလှည့်သားနဲ့ဒီဘယ်ယောက်ျားအောင်မှာဘယ်ယောက်ျားမှလည်းမလက်စားတတ်ဘူးလက်စားကြမှာလည်းမပါဘူးအဲ့ဒါဆိုလို့ရှိရင်စကားကိုဝိလက်ကြောင်ပဲပြောနေကြအကြောင်းမရှိဘူးလေဘယ်ယောက်ျားမှဝိလက်မလုပ်လောက်ထားတာလည်းမရှိဘူးအဲ့ဒါဆိုရင်သူများတွေကဘာလို့မကြိုက်ဖဲနဲ့ကြိုက်တယ်လို့ပြောနေရလဲမောင်မခံစားနိုင်ဘူးအဲ့ဒီချာလေးတည်းကိုကပဲတစ်ဖက်တည်းကိုချောက်ပြီးတော့ဟိုမကြိုက်တဲ့နာပဲလောက်ဖက်နေတဲ့ပုံစံမျိုးလေကိုသူများအဲ့လိုလုပ်လို့ရှိရင်ကြိုက်မလားကဲပြောကိုလောက်ပိုင်းလည်းမကြိုက်ဘူးတို့ဆက်မပြောနဲ့တော့သူများပေါ်လည်းကိုမကြောက်ပါဘူးမောင်ရဲစိတ်တွေရှုပ်နေပြီမောင်ဘာမှဆက်မပြောနဲ့မောင်တယောက်တည်းအေးဆေးနေပါရစေပါရဲ့ဆိုပါပြီဗျာနေရတော့မပြောဘူးစိတ်နဲ့ကိုမကတ်တော့ဘူး sorry